တခါတော့ကရွာတရွာမှာရိုးသားစူးစားတဲ့သူစားဆိုတဲ့မိန်းကလေးတစ်ယောက်ရှိတယ်။သူစားရဲ့မိခင်ကငယ်ငယ်ကလေးကဆုံးပါသွားခဲ့ရှာတယ်။သူစားအမေဆုံးသွားခဲ့ပြီးရက်အနေငယ်အကြာမှာသူစားရဲ့အဖေဟာဒေါ်မာလာဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့လက်ထပ်ခဲ့တယ်။ဒေါ်မာလာမှာမဆန္ဒလို့ခေါ်တဲ့သမီးတစ်ယောက်လည်းရှိတယ်။ဒေါ်မာလာနဲ့မဆန္ဒတို့သားမီးနှစ်ယောက်လုံးဟာမတူစားလေးကိုနှိပ်စက်ပြီးတော့အိမ်အလုပ်တွေအကုန်လုံးကိုလည်းခိုင်းစေကြတယ်။ဟဲ့သူစားညီရီသွားခတ်တာလေကြာလိုက်တာငါတို့၃ယောက်စလုံးအခုထိမနှက်ခင်းလက်ဖက်ရည်မတောက်ရသေးဘူးမြန်မြန်သွားပြီးလက်ဖက်ရည်ဖြော်ခဲ့စမ်းရေတွင်းမှာလူတွေအများကြီးမလို့နောက်ကျသွားတာပါသမီးအခုချက်ချင်းဖြော်ပေးပါမယ်အမေညီကတော့အလုံးမလုံးချင်တိုင်းစင်ကြီးတွေကြီးပေးနေတော့တာပဲဘာလို့ငါမျက်နှာကိုရက်ကြည့်နေတာတော့သွားလက်ဖက်ရည်သွားဖြော်မလားလက်ဖက်ရည်ကိုမင်းလေးဖြော်လို့ရတာပဲမလားအိမ်အလုပ်အကုန်လုံးကိုငါသမီးပဲလုပ်ရမှာလားမင်းတို့သားမီးနှစ်ယောက်ကူလုပ်ပြီးလို့မရဘူးလားအိုးသူကအလကားထိုင်စားနေမှာလားတော့သူဒီအလုပ်တွေလုပ်လို့သေမသွားပါဘူးပြီးတော့ရှင်ရလဲပတ်စံကိုကောင်းကောင်းရှာနေတာမဟုတ်ဘဲနဲ့ဝင်ပြောမနေနဲ့ရှင့်အလုပ်ရှင်ပဲဂရုစိုက်စမ်းပါငါမင်းနေစကားပြောတိုင်းအမြဲတမ်းရန်ဖြစ်ဖို့ပဲချောင်းနေတာကြီးပဲဟုတ်တယ်လေကျမနဲ့ကျမသမီးကရှင်းတို့သားအဖေကိုအလုပ်အကျွေးပြုနေရမှာလားကြည်စမ်းသူ့ရဲ့အသားမဲတဲ့မရပါသမီးကိုဘက်လိုက်နေလိုက်တာမိသူစားနင်ပါရဲ့ကြည့်နေရလေတစ်ဖက်ရည်သွားယူခဲ့အဲ့ဒီကလေးမကလီတကယ်ကိုရုပ်ရောစိတ်ရောမဲညစ်နေတာပဲမသူစားကရေစီကိုရေဖြည့်ပြီးလက်ဖက်ရည်ဖြော်ဖို့ထွက်သွားခဲ့တယ်သူ့အဖေကလည်းဒေါသထွက်ပြီးတော့ထွက်သွားတော့တယ်ခဏကြာပြီးနောက်မှာမသူစားလေးကလက်ဖက်ရည်ထည့်ထားတဲ့ခွက်တွေကိုယူပြီးတော့ပြန်လာခဲ့တယ်အမေအဖေဘယ်ကိုထွက်သွားတာလဲသမီးအဖေအတွက်လက်ဖက်ရည်ယူလာတာ哦နင့်အဖေစိတ်ဆိုးပြီးအလုတ်သွားပြီးဒီလိုဖြစ်သွားတာအားလုံးကနင့်ကြောင့်ပဲငါတို့ပြဿနာတက်ရတာလေအကုန်နင့်ကြောင့်လက်ဖက်ရည်ခွက်တွေကိုဒီမှာထားပြီးအိမ်အလုတ်တွေအကုန်ပြီးအောင်လုပ်စမ်းပြီးရင်ပကံတွေလည်းပြောင်းစင်အောင်ဆေးထားလိုက်နားလေလားဟုတ်ကဲ့အမေသမီးအခုပဲသွားလုံလိုက်ပါမယ်မလားမနက်ဖြန်သမီးကြီးသူစားကိုလာကြည့်မဲ့သတို့သားဘက်ကလူတွေလာလိမ့်မယ်သူ့ကိုတေချာပြင်ဆင်ပေးလိုက်ပါတနာစရာကောင်းတဲ့ငါသမီးကြီးကအဖေအိမ်မှာတော့မပျော်ခဲ့ရရှာဘူးအ ਨੇ ဆုံးတော့သူ့ရောက်ခမအိမ်မှာပျော်ရွှင်ရပါစေလေရှင်ဘလောက်ပဲပြင်ပြီးရှင်သမီးကအသားမင်းမင်းနဲ့ရုပ်ဆိုးဆိုးပဲဖြစ်နေမှာဒါပေမဲ့သူ့ကိုအိမ်အောင်ချပေးလိုက်တာတော့ကောင်းပါလေလေကျုပ်တို့ခေါင်းပေါ်ကဝင်တော့ဝင်ဖို့တကူရော့သွားတာပေါ့အဲ့ဒီတော့မှကျမရဲ့လှပတဲ့သမီးလေးဆန္ဒကိုခန့်ခန့်နာနာလက်ထပ်ပေးရမယ်သူစားနင်းတနေ့ကုန်ပကံမဲဆင်းနေတော့မှလားအိမ်မှာအလုပ်တွေဘလောက်တောင်ကြံနေသေးလဲကြည်စမ်းသမီးပကံတွေအကုန်ဆေးလို့ပြီးတော့မှာပါပြီးရင်ကြံတဲ့အလုပ်တွေအကုန်ဆက်လုပ်ပါမယ်ဒါနဲ့အမေတို့ဘယ်သွားကြမလို့လဲငါသမီးဟာဈေးကနေအဝတ်စားအသစ်တွေဝယ်ခြင်းလို့တဲ့သူ့လိုတာတွေဝယ်ပေးဖို့ခေါ်သွားမလို့ညီငါပြောတာနားထောင်ငါတို့ပြန်မလာခင်အလုပ်တွေအကုန်ပြီးအောင်လုပ်ထားနော်ညနေကျရင်ညင့်အဖေရဲ့ဧည့်သည်တွေလာလိမ့်မယ်သူတို့စားတော့ဖို့ကောင်းကောင်းမွန်မွန်ပြင်ဆင်ထားအမေဒါဆိုသမီးလည်းဈေးကိုလိုက်ခဲ့လို့ရမလားသမီးဝယ်စရာရှိလို့ပါပြန်လာမှအလုပ်တွေကိုဆက်လုပ်ပါမယ်နေ့အတွက်ပေးဖို့ပတ်စံငါမှမရှိဘူးအိမ်မှာနေပြီးအလုပ်ပဲလုပ်နားလေလားအမကိုခေါ်သွားပြီးတော့ကျမတို့သားအမိအရှက်မကွဲကြပါဘူးအမကိုမျက်နှာကိုလည်းမှန်ထဲမှာပြန်ကြည့်ပါဦးမဲညစ်နေတာပဲလာသွားရအောင်အမေဒီလိုနဲ့ညနေရောက်တဲ့အခါမှာတော့မသူစာကိုလာကြည့်တဲ့သတို့သားဘက်ကအမျိုးတွေလာရောက်လာပါတော့တယ်ကြည့်ပါခမညာကျွန်တော်သမီးကအိမ်အောင်မှုနိုင်နေတဲ့မိန်းကလေးတစ်ယောက်ပါအိမ်အလုပ်အကုန်လုံးကိုလည်းလုပ်နိုင်ပါတယ်ကျွန်တော်တို့ကသူ့ကိုကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ထားတာပါတိတ်ကိုရင်ကျေးတိမ်မွေးတဲ့သမီးလေးပါသူစားသမီးအဖေတို့အတွက်လက်ဖက်ရည်လေးယူလာခဲ့ပါအောင်ကွယ်ဒါမင်းရဲ့သမီးလားဟုတ်ပါတယ်အကိုကြီးဒါကျွန်တော်သမီးလေးသူစားပါဟဲ့အောင်မင်းငါ့ကိုနောက်ပြောင်နေတာလားမင်းရဲ့အသားမဲမဲရုပ်ဆိုးဆိုးသမီးကိုငါ့ရဲ့ခံညားတဲ့သားနဲ့ပေးစားခြင်းနဲ့ဟုတ်လားဒါကိုငါသဘောတူလိမ့်မယ်လို့မင်းဘယ်လိုများတွေးမိတာလဲအကိုကြီးအသားရောင်ဆိုတာအဖြူနဲ့အမဲနှစ်မျိုးပဲရှိတာမှမဟုတ်ပဲကျွန်တော်သမီးကအသားနည်းနည်းညူတာကိုတော့လက်ခံပါတယ်ဒါပေမဲ့ तू ကတိတ်ကိုယဉ်ကျေးလိမ္မာပါတယ်သူ့ရှိမှအခုလိုစကားမျိုးပြောလိုက်ရင်တနာစရာကောင်းတဲ့ကျွန်တော်သမီးလေးစိတ်အားငြိသွားပါလိမ့်မယ်မိန်းကလေးဆိုတာအကျင့်စာရိတ္တကောင်းပြီးအိမ်တော်မှုနိုင်နှင်းယုံနဲ့မလုံလောက်ဘူးလှလေလှရမယ်မင်းစန္ဒရှိရင်တော့မင်းရဲ့သမီးအငယ်နဲ့ငါတောင်းပေးစားလို့ရတယ်ဒီမှာအကိုကြီးကျွန်တော်သမီးကိုသူ့ရဲ့အသားအရောင်လှောင်ပြောင်မဲ့မိသားစုလက်ထဲလေတစ်သက်လုံးမထည့်ပေးဘူးသူ့ကိုလေးစားမဲ့အိမ်ကသားနဲ့ပဲပေးစားမှာပါပြီးတော့သမီးကြီးကိုအရင်လက်ထပ်ပေးဖို့ကကျွန်တော်ရဲ့ဆုံးဖြတ်ချက်ပဲ
ခမရတို့ပြန်လိုက်ကြတော့မတူစာလေးလဲဝမ်းနေစွာနဲ့ငိုကြွေးနေရှာတာပေါ့ကွယ်မငိုပါနဲ့သမီးရဲ့ဘသူစကားကိုမှစိတ်ထဲမထားနဲ့ငါသမီးစိတ်မပူနဲ့တနေ့နေ့ကျရင်သမီးကိုလေးစားမဲ့လူမျိုးနဲ့လက်ထပ်ရမှာပါအဖေတယောက်လုံးရှိနေတယ်လीဘာလို့များစိတ်ပူနေရတာလဲကွယ်အဲဒီနောက်မှာတော့ဒေါ်မာလာတို့သားအမိဟာမတူစာကိုပို့ပြီးတော့ဆွဆွရွရွဆက်ဆံလာကြတယ်မတူစာအစာမစားရပဲတနေ့လုံးအလုပ်တွေအကုန်လုပ်ရရှာတယ်ပြီးတော့မတူစာနဲ့လက်ထပ်ဖို့စီစဉ်ပေးတဲ့ယောက်ျားလေးတိုင်းဟာမတူစာကိုမြင်ပြီးတိုင်းစိတ်ပြက်ပြီးတော့ပြန်သွားတက်ကြတယ်အမကျမတို့သားမိဘဝရဲ့ဝင်တော့ဝင်ဖို့အဖြစ်ဘလောက်ကြာကြာဆက်ရှိနေဦးမှာလဲအမလက်ထက်လို့မရသေးတော့အမကြောင့်ကျမပါလက်ထက်လို့မရတော့ဘူးဘယ်ယောက်ျားလေးကမှလေအမကိုမကြိုက်ဘူးအမကြောင့်ကျမပါအပြိုကြီးဖြစ်တော့မှာပဲငါမှဘာအဖြစ်ရှိလို့လဲညီမလေးရေငါလည်းဘသူ့အပေါ်မှာမှဝင်တော့ဝင်ဖို့မဖြစ်စေချင်ပါဘူးငါအမေကငငငယ်လေးကတည်းကဆုံးပါသွားတယ်ငါအသားရောင်ညုံမဲနေတာကရောငါအပြစ်လားဒါပေမဲ့နေစိတ်ချပါအခုကစပြီးတော့ငါအများကြီးပြင်ဆင်မှမယ်အဲ့ဒီလိုဆိုရင်တော့တယောက်ယောက်ကငါ့ကိုကြိတ်လာမှာပါပြီးရင်နင်းလက်ထက်လို့ရမှာပါအိုးအမဘလောက်ပဲပြင်းပြင်းဘယ်တော့မှအမလှလာမှာမဟုတ်ဘူးဒီလိုပဲရုပ်ဆိုးအကြီးတန်းနေဦးမှာပဲအမဘာလို့တည်မသွားတာလဲအမတည်သွားမှာပဲကျမအေးအေးဆေးဆေးလက်ထက်လို့ရမှာအိုးအမေကြည့်ပါဦးညီမလေးကသမီးကိုဘာတွေပြောနေလဲဆိုတာဘာဖြစ်လဲအေးငါသမီးပြောတာမှန်နေတာပဲနင်းတနေ့ရရကိုပြုတ်သွားလိုက်ပါလားဒါမှပဲငါသမီးလက်ထက်လို့ရမှာရှင်သမီးရဲ့အိမ်တော်ကြီးအတွက်ကျမတို့ဘလောက်ကြာကြာစောင့်နေရအောင်ပါလေကျမမှလည်းသမီးတစ်ယောက်ရှိသေးတယ်သူလည်းလက်ထက်ရမယ်အရေးကိုရောက်လာပြီတော့ငါအလောက်ကပြန်လာတာနဲ့မင်းကဒီစကားပဲစပြောတော့တာပဲငါလေးကြိုးစားနေပါတယ်တယောက်ယောက်ကငါသမီးကြီးကိုသဘောကျလာမှာပါအဲ့ဒီအချိန်ကျရင်ကျမသမီးကအိုသွားလိမ့်မယ်ရှင်ကကျမသမီးကိုဂရုမစိုက်ဘူးကျမကသူ့ကိုအိမ်ကောင်းကောင်းနဲ့လက်ထပ်ပေးချင်တာရှင်အဖေနဲ့မိလေးဖြစ်သူဟာသူ့အတွက်နဲ့ရန်ဖြစ်စကားများနေကြတာကိုမတူစာကြားပြီးတော့စိတ်မကောင်းဖြစ်သွားတော့တယ်အရှင်မြတ်ဖေဟာကျမကြောင့်မိသားစုဝင်တွေအားလုံးစိတ်မချမ်းသာကြရဘူးကျမတည်သွားတာပဲကောင်းပါလေမနှက်ဖက်မနဲ့ကျမဘဝကိုကျမအဆုံးသတ်လိုက်တော့မယ်ဒီလိုနဲ့စိတ်မကောင်းဖြစ်နေရှာတဲ့မတူစာလေးဟာနောက်တနေ့မှာတောထဲကိုသွားပြီးတော့ရေထဲခုန်ချလိုက်ပါတော့တယ်သူရေထဲပြုတ်ချတဲ့အတန်ကိုကြားတော့မွေးတကောင်ထွက်လာပြီးလူ့အသွင်ပြောင်းကမတူစာကိုကယ်ဆယ်လိုက်ပါတယ်ဟင်ရှင်ဘာလို့လဲဘာလို့ကျမကိုကယ်ရတာလဲကျမကိုသေခွင့်ပေးလိုက်ပါတော့ရှင်ကျမဒီဘဝကြီးမှာအသက်ဆက်မရှင်ခြင်းတော့ဘူးဘာဖြစ်လို့များလဲမိန်းကလေးဘာလို့များရခဲ့လာတဲ့လူဘဝမှာအသက်ကိုသေခြင်းရတာလဲဒီဘဝကိုရဖို့ဆိုတာတိတ်ကိုခက်ခဲလာပါတယ်ကွယ်ရှင်ကျမရဲ့နာကျင်မှုကိုနားမလည်ပါဘူးကျမရဲ့အမေကငငယ်ကလေးကဆုံးသွားခဲ့တယ်ကျမရဲ့မိတွေနဲ့ညီမကလည်းကျမကိုအမြဲတမ်းနှိပ်စက်တယ်ပြီးတော့ကျမအသားမဲလို့ဘသူမှကျမကိုလက်မထက်ချင်ကြဘူးအယုတ်ဆိုးအကြီးထန်တဲ့သူဘသူကမှမကြိုက်ကြဘူးဘသူကမင်းကိုရုပ်ဆိုးတယ်လို့ပြောတာလေမင်းကတိတ်ကိုလှပါတယ်မင်းအခုကြမ်းကြမ်းမာမာနဲ့အသက်ရှင်နေတာပဲလေကိုမှမချင်ရင်ဘသူကမှမင်းကိုချစ်မှာမဟုတ်ဘူးတည်ရတာကလွယ်ပါတယ်ရှင်တန်ရတာကဒါခက်ခဲတာကဲအိမ်ဟိုသာပြန်လိုက်ပါအရာအားလုံးသူ့ဟာသူအဆင်ပြေသွားမှာပါမြတ်စွာဘုရားကိုသာယုံကြည်လိုက်ပါသူတို့နှစ်ယောက်စကားပြောနေတော့မှပဲထင်ကုတ်ဖို့လာတဲ့ရွာသားတစ်ယောက်ကနောက်ဘက်ကနေသူတို့ကိုတွေ့မြင်သွားပြီးမတူစာရဲ့အိမ်ကိုသွားပြီးတော့မတူစာရဲ့အဖေကိုမတူစာအမျိုးသားတစ်ယောက်နဲ့အတူရှိနေတာတွေမြင်ခဲ့ကြောင်းပြောပြလိုက်တယ်ကဲရှင်ရဲ့ရိုးသားတဲ့သမီးလုတ်တဲ့လုတ်ရက်တွေကိုကြည့်စမ်းပါဦးသူအစ်စ်မကောင်းဘူးလို့ကျမအစောကတည်းကပြောသားပဲအခုတော့တရွာလုံးရှိမှာကျမတို့မိသားစုကိုအရှက်ခွဲနေပြီမလားအ ਨੇ ဆုံးတော့ဘာလို့ဒီလိုတွေဖြစ်ရတာလဲဆိုတာငါသမီးကိုမေးစမ်းမရစေကုန်အမလီမေးပါကျမသမီးကိုကြည့်စမ်းသူအိမ်ထဲကအိမ်ပြင်တောင်ထွက်တာမဟုတ်ဘူးရှင်သမီးသူစားကတော့တောထဲမှာယောက်ျားတွေနဲ့တွားပြီးခိုးတွေ့နေတာအဖေတရွာလုံးကသူ့ကြောင့်နဲ့ကျမတို့ကိုကဲ့ရကြတော့မယ်သမီးတိတ်ရှက်တာပဲကဲဘယ်လိုလုပ်မလဲရှင်ဒီအိမ်မှာကျမတို့သားအမိနဲ့နေမလားသူနဲ့ပဲနေမလားသုံးဖြတ်မတူစာလည်းအိမ်ဝင်ပြန်ရောက်လာတဲ့အခါမှာဖခင်ဖြစ်သူကသူမကိုအလွန်အမင်းဒေါသထွက်နေတာတွေ့လဲရတယ်ငါကြားလိုက်ရတာအမှန်မေးလားသူသားနင်ဒီနေ့တောထဲမှာယောက်ျားတစ်ယောက်နဲ့တွေ့ခဲ့တာလားဟုတ်ပါတယ်အဖေဒါပေမဲ့ကြည်စမ်းဒီကောင်မလေးကအကျင့်စရိတ်မကောင်းပါဘူးလို့ကျမပြောသားပဲနင်ဒီလိုလုပ်ရမျိုးလုပ်လိမ့်မယ်လို့ငါမမျှော်လင့်ထားဘူးဒီနေ့တော့နင်ကအဖေဖြစ်တဲ့ငါ့ကိုအဆက်ခွဲလိုက်ပြီငါဘဝမှာနင့်ကိုအချစ်ဆုံးပဲ
ဒါဟိုနင်ကယောက်ျားတစ်ယောက်အတွက်နဲ့ငါရဲ့မျက်နှာကိုအိုမဲတုတ်လိုက်တာပဲအဖေကျေးဇူးပြုပြီးသမီးကိုယုံကြည်ပေးပါသမီးသူ့ကိုမသိပါဘူးအဖေအရှက်ရမယ့်အလုပ်မျိုးကိုလည်းသမီးဘယ်တော့မှမလုပ်ပါဘူးသမီးရုပ်ဆိုးတာမှန်ပြီးမြဲသမီးရဲ့အကျင့်စာရိတ္တကတော့တန်ရှင်းဖြူစင်ပါတယ်အဖေတော်စမ်းအပိုးလေးရှောက်ပြောမနေနဲ့ညီငါတို့အိမ်ကနေထွက်သွားညီအမေလိုပဲညီလေတည်သွားရမှာငါတို့စီကိုညီဘယ်တော့မှပြန်မလာနဲ့တော့အမေဘာတွေပြောနေတာလဲအဖေကြည့်ပါအောင်အမေကသမီးကိုအိမ်ပေါ်ကနှင်းချနေတယ်သမီးကဘယ်ကိုသွားရမှာလဲအကျင့်စာရိတ္တမကောင်းတဲ့သမီးမျိုးငါလည်းအလိုမရှိတော့ဘူးအခုတော့အဖေရတောင်သမီးကိုမယုံကြည်ပေးတော့ဘူးပေါ့ဟုတ်ပါပြီဒါဆိုရင်လည်းသမီးအိမ်ကနေထာဝရထွက်သွားပေးပါမယ်အဖေတို့မိသားစု၃ယောက်ပျော်ပျော်ရွှင်ရွှင်နေရခဲ့ကြပါသမီးငယ်ငယ်ကလေးကနာကျင်မှုတွေကိုပဲခံစားခဲ့ရတာသမီးခံစားခဲ့ရတာတွေကလေဒီလောက်နဲ့တင်လုံလောက်ပါပြီဒီလိုနဲ့ပဲမတ်သူစားလေးအောင်စိတ်ဆင်ရဲစွာနဲ့အိမ်ပေါ်ကနေဆင်းသွားရှာတော့တယ်သူမျက်ဝန်းတွေကမျက်ရည်တွေစီးကျလာပြီးတောဘက်ကိုထွက်သွားခဲ့ပြန်တယ်ပြီးတော့မတ်သူစားစိတ်ညစ်ညစ်နဲ့တစ်ပိန်အောင်မှထိုင်ပြီးငုံနေတော့မှပဲငွေမင်းသားမောင်ဆန္ဒကပေါ်လာပြန်တယ်ဟင်မတ်သူစားဘာဖြစ်လို့လဲဘာလို့ဒီမှာငုံနေရပြန်တာလဲကွယ်ကျမရဲ့အဖေရတော့ကျမကိုမယုံကြည်တော့မှတော့အဲ့ဒီအိမ်မှာကျမဘလို့ဆက်ပြီးနေရတော့မှလဲရှင်ကျမရဲ့ရုပ်ကစိုးသလိုကျမရဲ့ကံကလည်းစိုးလွန်းလာပါတယ်အိုးအဲ့ဒီလိုမဟုတ်ပါဘူးမင်းကလှပါတယ်လူတစ်ယောက်ရဲ့တန်မိုးကိုရုပ်ရည်နဲ့ဆုံးဖြတ်လို့မရဘူးသူ့ရဲ့ဇာရိတနဲ့ပဲဆုံးဖြတ်လို့ရတာကျမအချင်းဇာရိတကောင်းတာကိုရှင်းသိတယ်ဆိုရင်ရှင်ရရောဘာလို့ကျမကိုလက်မထက်တာလဲငါမှအခက်အခဲတစ်ခုရှိနေလို့မင်းကိုလက်မထက်နိုင်တာပါကြည့်ပါဦးရှင်ပြောသလိုအကျင့်စာရိတ္တကောင်းရင်ရုပ်ဆိုးတဲ့လူကိုတောင်လက်ထက်နိုင်တယ်ဆိုတာမျိုးကအပြောသာလွယ်ပြီးမြဲအလုပ်ကြတော့ခက်တယ်လीအိမ်နောက်မတူစားလဲငိုရလုံးလို့တတိလေးမိမျောသွားလေတော့တယ်မောင်ဆန္ဒလည်းမတူစားကိုစူးစမ်းပြုစုပေမဲ့နှိုးလို့မရတဲ့အဆုံးမှာတော့ပွေ့ချီပြီးစေးစရာစီခေါ်သွားရတော့တယ်မိန်းကလေးမှာအချိန်အများကြီးမရှိတော့ဘူး၄ရက်၅ရက်လောက်ပဲသူ့အသက်ရှင်နိုင်တော့မယ်ဒါပေမဲ့ဆရာသူ့ကိုကျမ်းမာနေတယ်လို့ထင်ခဲ့တာလေသူ့နှလုံးကကောင်းကောင်းအလုံးမလုံးတော့ဘူးလူလေတကယ်တော့သူ့ယောဂကကျွမ်းနေခဲ့ပြီယောဂရှိမှန်းသာကြိုတင်သိခဲ့ရင်တော့ကုသကောင်းကုသလို့ရအောင်မှာပေါ့လေအခုတော့ကဲလို့မရတော့ဘူးဆရာလေးသူ့ကိုတက်နိုင်သမျှကုသပေးထားပါတယ်ဒါပေမဲ့သူရထားတဲ့စိတ်ဒဏ်ရာတွေပျောက်ကင်းမှုလိုတယ်ဒီလိုနဲ့ပဲတတိမေးနေတဲ့မတ်သူစားလေးနောက်ဆုံးမှာတော့တတိပြန်ရလာခဲ့တယ်မင်းတတိရလာပြီပဲအခုချိန်မှာမင်းဘာဖြစ်ချင်လဲပြောငါအားလုံးကိုဖြည့်ဆည်းပေးမယ်ကျမမနောက်ဆုံးဆန္ဒတစ်ခုပဲရှိပါတယ်အဖေကျမကိုနောက်တစ်ခါမြင်တဲ့အချိန်မှာကျမအိမ်အောင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေစေချင်တယ်အဖေစိတ်ချရအောင်အဖေရှိမှအိမ်အောင်တဲ့အဖြစ်နေပဲတည်ချင်တယ်ဒါကိုရှင်ဖြည့်ဆည်းပေးမလားဟုတ်ပါပြီမင်းရဲ့ဆန္ဒကိုဖြည့်ဆည်းပေးပါမယ်အရင်ဆုံးနေပြန်ကောင်းအောင်လို့ကောင်းကောင်းအနားယူပါကိုမင်းအတွက်ထင်းချောက်တွေယူလာပေးထားတယ်ဒီထင်းတွေကိုသုံးပြီးအစားအစာချက်ပါကိုအလုပ်သွားလို့ရအောင်မေညနေကျရင်ပြန်လာခဲ့မယ်အဲ့ဒီအချိန်မှာကိုတို့နှစ်ယောက်အတူတူညစာစားကြမယ်နော်နောက်တနေ့မှာတော့မောင်ဆန္ဒဟာမတ်သူစာတို့အိမ်ကိုသွားပြီးတော့မတ်သူစာရဲ့အဖေဦးမြင့်ကိုတွားရောက်တွေ့ဆုံခဲ့တယ်ဦးလေးကဘလို့အဖေမျိုးလဲအပြစ်မရှိတဲ့ကိုယ့်ရဲ့သမီးပြိုလေးကိုအိမ်ပေါ်ကနေနှင်းချရက်တယ်နော်ဒါရီအကုန်လုံးကမင်းကြောင့်ပဲမတ်သူစာဆိုတာငါတို့အတွက်တည်သွားပြီကျွန်တော်တောင်းပန်ပါတယ်သူစားအသက်ရှင်မှုရက်အနှဲငယ်ပဲကြံလို့ပါခမညာသူ့ကိုတစ်ခေါက်လောက်တော့တွားတွေ့ပေးပါဦးလေးရေသူတည်ရင်တော့သူ့မျက်နှာကိုငါမကြည့်ချင်တော့မင်းငါအိမ်ကနေထွက်သွားတော့ကွာမသူစားကအိမ်ပြန်ရောက်တဲ့အခါမှာသူ့အဖေချောင်းကိုအာကိုတကြီးမေးရှာတယ်ကျမအဖေရှင့်ကိုဘာပြောလိုက်လဲအဖေကကျမကိုလာတွေ့မယ်လေလားမကြခင်သူမင်းကိုလာတွေ့မှာပါမင်းငါ့ကိုဟိုနေ့ကမင်းကိုဘာလို့လက်မထက်တာလဲလို့မေးတယ်လေငါမင်းကိုလက်ထက်ပါမယ်ငါတို့မင်္ဂလာပွဲပြင်ဆင်မှုအတွက်ပစ္စည်းတွေလည်းဝယ်လာတယ်မင်းအတွက်ဈေးတွေကနေအလားပြင်ပစ္စည်းတွေအလားစင်နဲ့ပန်းတွေဝယ်လာတယ်ကိုလက်နဲ့ပဲမင်းကိုအလားပြင်ပေးမယ်နော်မောင်ဆန္ဒလည်းသူကိုယ်တိုင်ပဲမတ်သူဆောင်အလားစင်ပေးပြီးတော့သူမရဲ့လက်တွေမှာလက်ကောက်တွေကိုကိုယ်တိုင်ဝတ်ဆင်ပေးတယ်ဒီလိုနဲ့သူတို့နှစ်ယောက်လက်ထက်လိုက်ကြပါတယ်အခုကိုတို့တွေလက်ထက်ပြီးပြီနော်မတ်သူစာမင်းပြောရလားယင်ကျမအယမ်းပြောတာပဲကျမတို့လက်ထက်လိုက်တာကိုမြင်ရင်အဖေလည်းတိတ်ကိုဝမ်းသာရှာမှာအခုဆိုရင်ညီမလေးလည်းလက်ထက်လို့ရပြီပေါ့တစ်ဖက်မှာတော့မတ်သူစာကိုကုသပေးခဲ့တဲ့တမားတော်ကြီးဟာမ
မတူစာရဲ့အဖေဦးမြင့်နဲ့ဆုံတော့မတူစာရဲ့ကျမ်းမာရေးအခြေအနေကိုမေးမြန်းပါတဲ့ဦးမြင့်ကိုမေးရအောင်မေခမရသမီးရဲ့ကျမ်းမာရေးအခြေအနေဘယ်လိုနေလဲကျုပ်သမီးအိမ်မှာရှိပါတယ်သူနေကောင်းနေလေအိုးကျုပ်ပြောနေတာခမရရဲ့သမီးကြီးအကြောင်းကိုပါသူကတော့ကျုပ်ဘဝမှာတေလူးလို့သတ်မှတ်ထားတာကြားလာပြီကျုပ်မှာစန္ဒာဆိုတဲ့သမီးတစ်ယောက်ပဲရှိတော့တယ်ဟင်ဘယ်လိုဖြစ်ကြတာလဲကြည်ရတာတားဖတွေကြားမှာအထင်လွဲမှုတစ်ခုခုတော့ရှိနေရမယ်စီစရာကြီးဟာသူတီးထားသမျှတွေအားလုံးကိုပြောပြပြီးတစ်ဆက်တည်းမှာပဲမတူစာရဲ့ကျမ်းမာရေးအခြေအနေဆိုးရွားနေကြောင်းကိုပါပြောပြလိုက်ပါတော့တယ်ဟင်ဒါခမရအမှန်တိုင်းပြောနေတာလားဒါဆိုကျုပ်သမီးလေးပေါ်မှာကြီးမားတဲ့အပြစ်ကိုကျူးလွန်လိုက်မိတာပဲဒီတော့မှအကြောင်းဆောင်တည်သွားတဲ့ဖခင်ဖြစ်သူလေသမီးဖြစ်သူရှိရာကိုအပြေးသွားပါတော့တယ်သူရောက်သွားတဲ့အချိန်မှာတော့မတူစာလေးဟာတေလူမျိုးပါဝေဒနာကိုခံစားနေရရှာတဲ့သမီးအဖေကိုခွင့်လွှတ်ပါအဖေသူများပြောစကားကိုပဲနားယောင်ပြီးသမီးကိုမယုံကြည်ခဲ့မိဘူးသမီးလေးဒီလိုဖြစ်ရတာအဖေကြောင့်ပါအိုးအဖေကြည်ပါအောင်အဖေသမီးလက်ထပ်လိုက်ပြီဘသူကမှသမီးကိုလက်မထက်တော့ဘူးလို့တော်မာယာကပြောခဲ့ပြီးမြဲဟောရီယာကိုဆန္ဒသမီးကိုလက်ထက်ခဲ့တယ်သမီးရဲ့နောက်ဆုံးဆန္ဒကသမီးကိုအိမ်အောင်တဲ့ဘဝနဲ့အဖေကိုမြင်သွားစေချင်တာပါပဲအခုသမီးရဲ့နောက်ဆုံးဆန္ဒလေးပြေဝသွားခဲ့ရပါပြီသမီးအေးအေးချမ်းချမ်းနဲ့ဘဝကူးနိုင်ပါပြီအဖေအဲဒီနောက်မှာတော့မတူစာရဲ့နှလုံးခုန်တန်ဟာရပ်သွားပြီးသူမရဲ့ခန္ဓာကိုယ်ဟာအသက်မဲ့သွားခဲ့ရရှာတယ်ငါသားအဖေကိုခွင့်လွှတ်ပါကွယ်ငါသမီးလေးရဲ့စကားကိုငါနားမထောင်ပေးခဲ့မိဘူးငါသာသူ့ကိုယုံကြည်ခဲ့မိရင်လူတစ်ယောက်ရဲ့တန်ဖိုးကိုသူမရှိတော့မှသိကြတာကတဘာဝပါပဲပြီးတော့ကျွန်တော်ကလူသားစင်စစ်မဟုတ်ပါဘူးအလိုရှိတဲ့အတိုင်းအသွင်ပြောင်းနိုင်တဲ့ငွေနဲ့မင်းစန္ဒကုန်ပါပါမိဘမဲနေရှာတဲ့အမျိုးသမီးကလေးရဲ့နာကျင်မှုတွေကိုမကြည့်ရလို့ကူညီပေးခဲ့တာဦးလေးကတိတ်ကိုနောက်ကျသွားခဲ့ပြီးသူဦးလေးကိုစောင့်ရင်းနေပဲအသက်ထွက်သွားရှာတာဦးမြင့်ဟာကို့အမားကြောင့်ပဲသမီးဖြစ်သူကိုဆုံရှုံလိုက်ရတာကြောင့်အလွန်အမင်းစိတ်သက်သာသွားခဲ့ရှာတယ်ငွေလူသားမောင်ဆန္ဒလေးမတူစာကိုပွေ့ချပြီးတော့အတူပါအခမ်းအနားဆောင်ရွက်ဖို့အတွက်ခေါ်ဆောင်သွားတော့တယ်မတူစာတည်ဆုံသွားတဲ့နောက်မှာတော့ဦးမြင့်ကဒေါ်မာလာတို့သားအမိကိုအိမ်ပေါ်ကနေနှင်ချလိုက်တော့တယ်ဦးမြင့်တယောက်လဲနောင်နာတွေတပွေးတစ်ပိုင်းနဲ့တစ်သက်လုံးအတီးကျန်စွာရှင်သန်သွားရလေတော့တယ်ဒီဇလန်လေးကတော့ရုပ်ရည်ထက်စိတ်ထားဖြူစင်မှုကပိုအရေးကြီးကြောင်းနဲ့နောင်နာမရခင်မှာကိုချစ်တဲ့သူတွေကိုတန်ဖိုးထားတတ်ဖို့သင်ခန်းစာပေးထားတဲ့ဇလန်လေးပဲဖြစ်ပါတယ်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ပညာပေးဇလန်လေးတွေကိုအမြဲတမ်းကြည့်ရှုနေဆိုရင်တော့ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးခဲ့ကြပါဦးနော်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်